okay လေ့လာမယ်နော်ပထမဆုံးစီးခွဲရကြည့်အောင်နော်ကျွန်တော်တို့ပထမဆုံးစီးခွဲတာကကွာsession ကို2ပိုင်းလောက်ပဲခွဲရနော်အရင်အရှုပ်ကြီးခွဲရမဟုတ်နော်ရိုးရိုးရှင်းရှင်းလေးပဲ okay အောက်ဆုံးလောကိုရှေ့ချမ်းမပါဘူးနော်သူကနောက်ချမ်းကိုပဲသူကရွှေရှားကြိုင်လိုက်နေအဝိုက်ပေါ့ပါစောက်ပုံစံလေးနော်ပါစောက်ပုံစံလေးအရင်ဆုံးညှက်တယ်နော်ရှေ့ချမ်းမပါဘူးနော်နောက်ချမ်းကိုပဲပါစောက်ပုံစံလေးညှက်တာအဲ့မှာ session တိတိလေးခွဲထားတာတော့ကြည့်လိုက်အမတစ်ချက်အပေါ်မှာလေအဲ့ဒီအခုညှက်နေတဲ့အလွှာရဲ့အပေါ်မှာ session တိတိလေး2ပိုင်းပိုင်းထားတာနော်အဲ့ဒီအပေါ်ကအဲ့နောက်ကအပိုင်းလေးကိုတခြားလေးကြည့်ပေးထားနော် okay ဒါကတော့အောက်က0တိတဲ့အလွှာလေးတွေကိုအတွန်းလွှာလေးတွေကိုတစ်ချက်ပါပေးရနော်ညှက်ပေးတာ okay ပြီးပြန်စစ်မယ်နော်ဟုတ်ပြီဟိုဘက်ဒီဘက်ဆွဲပြီးစစ်တယ် okay အဲ့နော်အဲ့ဒီအလွှာကိုပါနော်အခုကအဲ့ဒီအလွှာကိုပဲ60ဆွဲတယ်နော်60ဆွဲတယ်135ဆွဲတယ်နော်အစောနာ0တိခဲ့တဲ့အလွှာကိုပဲနော်ရိုးရိုးရှင်းရှင်းလေးပါပဲနော်135ဆွဲတယ်60ဆွဲတယ်135ဆွဲတယ်နော်60ဆွဲတယ်135ဆွဲတယ်ရွှေရှားကြိုင်လိုင်းလေးနဲ့နော်okay တူတူပဲနော်135ဆွဲညက်တယ်ပြီးတော့မှ60ဆွဲတယ်ဒါအောက်က session တစ်ခုတည်းကိုပဲเนาะပထမဦးဆုံးဒီဟာကအောက်က session ကိုပဲပထမဦးဆုံးကျွန်တော်တို့0နဲ့တည်တယ်တည်ပြီးအဲ့ဒီဥစ္စာကို foundation ချတယ်เนาะအဝိုက်ပုံစံလေးတစ်ခါတည်းအဲ့ဒီအဝိုက်ပုံစံညှက်ပြီးပြီဆိုတော့မှအဲ့ဒီ session ကိုပဲနောက်တစ်လွှာမချအောင်တော့အဲ့ဒီ session ကိုပဲ60ဆွဲပြီးညှက်တယ်135ဆွဲပြီးတော့ညှက်တယ်ရွှေရှားကြိုင်လိုင်းနဲ့ပဲเนาะဘေးကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဖျဲသီးစိတ်ခွဲလိုမျိုးလေးပဲเนาะတူကလေးနဲ့တူโอเคဒါကတော့ဘေးချမ်းရောက်ပြီเนาะဘေးချမ်းရောက်ပြီဆိုလို့ရှိရင်ပထမဆုံးအဲ့မဲ့ကြည့်ဟိုနောက်က guideline စာလေးယူပြီးတော့ညှက်တယ်เนาะတိုင်းပြီးတော့နောက်က guideline စာကိုတိုင်းပြီးညှက်တယ်เนาะယူပြီးတော့โอเคဟောဒါနောက်က guideline စာပါတယ်เนาะတခြားမြင်အောင်ကြည့်เนาะအဲ့ guideline စာလေးကိုငါပြီးတော့မှ135ဆွဲပြီးညှက်တယ်เนาะ60မပါဘူးเนาะဒီမှာအောင်ဆိုကြတော့ session ကဒုတိယ session လောက်မှသွားကြာဆိုတော့နားပေါ်ဆိုတော့135ဆွဲပြီးညက်တယ်เนาะ okay ပြီးလို့ရှိရင်ဒါကကျတော့ရှေ့ဆွဲနေเนาะ